VPN ဆိုတာ Virtual Private Network ရဲ့အတူကောက်ပါအားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ညီမဒီနေ့တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒီ online သုံးနေကြတဲ့နေ့စဉ်ခေတ်ကြီးထဲမှာပေါ့နော်ညီမတို့အများအားကြားနေကြVPN ဆိုတဲ့ဒီစကားလုံးလေးကိုအများအားကြားနေရတယ်ပေါ့နော်တချို့ကလည်းဈေးရောက်မှုသုံးကြတယ်အချို့ကျတော့လည်း game source ကိုသုံးကြတယ်အချို့ကျတော့လည်းဒီ Facebook သုံးဖို့သုံးကြတယ်ပေါ့နော်ဒါပေမဲ့ VPN ဆိုတာကဘာလဲ तू ကဘယ်လိုနည်းလမ်းနဲ့ internet ကိုအသုံးပြုခွင့်ပေးရလဲပေါ့နော်ဒီနေ့ဒီဗီဒီယိုမှာတော့ VPN ရဲ့အလုပ်လုပ်ပုံကိုအယိုးရှင်းဆုံးဖြစ်အောင်ရှင်းပြပေးသွားမှာပါ VPN ဆိုတာ Virtual Private Network ရဲ့အတူကောက်ပါအလွယ်ပြောရရင် internet ဆိုတာလမ်းမကြီးတစ်ခုလိုပါပဲလူတိုင်းကကျမတို့ဘယ်သွားနေလဲဘာလုပ်နေလဲဆိုတာကိုမြင်နိုင်ပါတယ်ဒါပေမဲ့ VPN သုံးလိုက်တဲ့အခါအဲ့ဒီလမ်းမကြီးပေါ်မှာကျမတို့တယောက်တည်းအတွက်လူဝက်ဥမင်လိုင်းကောင်းတစ်ခုဖောက်လိုက်တယ်လို့ပါပဲအဲ့ဒီလောင်ကောင်းထဲမှာသွားနေတဲ့ကျမတို့တွေဘာလုပ်နေလဲအပြင်ကလူတွေကမမြင်နိုင်တော့ဘူး VPN ရဲ့အလုပ်လုပ်ပေးတဲ့အဓိကနှစ်ချက်က encryptionစာသားတွေကိုလှုပ်ဝက်ကုတ်ပြောင်းလိုက်တာပါပဲကျမတို့အင်တာနက်မှာရဲသမျှစာသားတွေပုံတွေကို VPN ရဲ့လမ်းတစ်ဝက်မှာလှုပ်ဝက်ကုတ်တွေအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်အဲ့ဒါကို encryption လို့ခေါ်ပါတယ်ဂျားပြက်ကြည့်နေတဲ့သူတွေကကြည့်ရင်တော့ဘာလဲဆိုတာနားမလည်နိုင်တဲ့သင်္ကေတတွေပဲမြင်ရမှာပါ IP address mapping လိပ်စာဖြောက်ခြင်းကျမတို့အင်တာနက်သုံးရင်ဖုန်းမှာဖြစ်ဖြစ်ကွန်ပျူတာမှာဖြစ်ဖြစ် IP address ဆိုတဲ့လိပ်စာတစ်ခုရှိပါတယ် VPN သုံးလိုက်တဲ့အခါမှာကျမတို့ရဲ့တကယ်လိပ်စာဥပမာရန်ကုန်ကိုဖြောက်ထားပြီးတော့ VPN server ရှိရာဥပမာစင်ကာပူဒါမှမဟုတ်အမေရိကန်လိပ်စာကိုပဲပြပါတယ်ဒါကြောင့် website တွေကကျမတို့ခြားနိုင်ငံကနေသုံးတယ်လို့ထင်သွားတာပါVPN ကိုဘာကြောင့်သုံးကြတာလဲဆိုတော့လုံခြုံရေးအရ public wifi တွေသုံးတဲ့အခါမှာ hacker တွေစီကနေကာကွယ်ဖို့ကိုကြီးကိုတာဆိုရင်ကိုသွားတဲ့ website တွေရှာတဲ့အချက်တွေကို internet service provider ISP တွေမသိအောင်ကာကွယ်ဖို့ပါမိမိနိုင်ငံမှာမရနိုင်တဲ့ content တွေကိုလည်းကြည့်ရှုနိုင်မှုလည်းဖြစ်ပါတယ်ဥပမာ Facebook လုံခြုံရေးကိုအထူးအရေးပေးတဲ့သူတွေအတွက်K-Swiss Fashion ဒါက VPN သုံးတဲ့သူတိုင်းသိထားတဲ့အချက်ပါ VPN သုံးနေတော့ line ပြတ်သွားရင်ကျမတို့ရဲ့တကယ် IP address နဲ့အချက်လက်တွေကအပြင်ကိုဘုံမိုင်ကောင်းပွင့်တယ်လို့ထွက်သွားနိုင်ပါတယ်အဲ့ဒီအခါမှာ K-Swiss ပါတဲ့ VPN ဆိုရင် internet ကိုချက်ချင်းဖြတ်တောက်လိုက်ပြီးတော့ကျွန်တော်တို့ရဲ့ကိုကြီးကိုယ်တာလုံခြုံမှုကိုကာကွယ်ပေးပါတယ်ယခုလက်ရှိလူသုံးအများဆုံး Express VPN မှာ K-Swiss version ကို network loss ဆိုတဲ့နာမည်နဲ့ထည့်သွင်းပေးထားပါတယ်လူတွေကဘာလို့ VPN ဝယ်သုံးကြတာလဲဆိုရင် VPN တိုင်းကမကောင်းပါဘူးတခါမရတဲ့ VPN တွေက K-Swiss version မပါသလိုခဏခဏပြုတ်သွားတာကလည်းကျမတို့ရဲ့ IP address နဲ့အချက်လက်တွေကိုအမြဲဖော်ပြပေးနေသလိုဖြစ်နေနိုင်ပါတယ်တချို့ဟာတွေဆိုရင်ကျမတို့ရဲ့အချက်လက်တွေကိုပြန်ရောင်းစားတာမျိုးရှိနိုင်ပါတယ်ဒါကြောင့် VPN ရွေးချယ်တဲ့အခါယုံကြည်စိတ်ချရတဲ့နာမည်ကြီးတာတွေကိုပဲသုံးသင့်ပါတယ်တဲ့ကဲဒါကြောင့်မို့ဒီဗီဒီယိုလေးကနေပြီးတော့ VPN ရဲ့အခြေခံသဘောတရားအလုပ်လုပ်ပုံလေးတွေကိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီပညာနဲ့ဆိုင်တဲ့ဘုသူတာလေးတွေကိုအမြဲတမ်းမျှဝေပေးမှာမို့လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့လည်းအားပေးခဲ့ကြဖို့ပြောပြရစီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်